စပင်နေလှိုင်းရှိလို့ခဏခဏဖြောင်းနေရပြီဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်သာတေချာကြည့်ပေးပါဒီလိုစံသားပိုင်ရှင်တော်တော်များများကလိုပြဿနာမျိုးတွေဖြစ်ကြလဲဆိုလို့ရှိရင်တော့အမြဲတမ်းလှိုင်းရှိလို့ခဏခဏစပင်အရင်တွေကိုတွားပြီးတော့ဖြောင်းရတယ်စပင်အရင်တွေကဖြောင်းမှများလာတဲ့အခါကြလို့ရှိရင်လေဥယျာဉ်ပြားတွေကဆွဲတဲ့မီးရှိန်တွေရဲ့အပူဟတ်တာတွေရဲ့ကြောင့်ခွဲချောင်းတွေကလည်းပါလာတယ်အရင်တွေကလည်းခဏခဏထွက်တဲ့နှုံတွေကလည်းပို့ပြီးတော့ကောက်လာတတ်ပါတယ်နောက်တစ်ခုကအရင်ခဏခဏဖြောင်းရတာဖြစ်တဲ့အတွက်စပင်တွေကပုံစမ်းတွေလည်းညှက်လို့မရသလိုစပင်အဖျားတွေကလည်းအမြဲတမ်းကိုအဖျားရှူပြီးတော့အရှည်ရက်နေတတ်ပါတယ်အရှည်ရက်နေတဲ့ဆန်သားဖြစ်တဲ့အပြင်အဖျားတွေကလည်းရှူတဲ့အတွက်စပင်ကဘလိုကတင်မျိုးတွေမှာညှက်လို့မရဘူး hair style တွေကိုလည်းပြောင်းရှင်းဖို့အတွက်ခက်ပါတယ်အခု customer လေးရဲ့ဆန်သားကအပေါ်ထိတ်ထွက်နေတဲ့လက်ငါးလုံးလောက်ပဲကောင်းပြီးတော့အောက်ကစပင်တွေကထက်ခါစပင်ကိုဝတ်အောင်လုပ်ထားတဲ့ဆန်သားဖြစ်တဲ့အတွက်စပင်အောက်တစ်ဝက်လုံးကလုံးဝကိုရုံဝမရှိဘဲနဲ့ဆန်သားအကုန်လုံးပြတ်ထွက်နေပါတယ်အဲ့လိုစပင်မျိုးတွေကိုပြုပြင်ရတဲ့အချိန်မှာအရန်ကိုခက်ခဲပါတယ်ဒီဆန်သားမျိုးတွေဆိုလို့ရှိရင်တော့အကြံဉာဏ်ပေးရှင်တာကစပင်အရင်မှာလှိုင်းထွက်တဲ့အခါတက်တာတဲ့နီးစနစ်ကိုတုံးပြီးတော့ပြုလုပ်စီရှင်ပါတယ်အဲ့လိုပြုလုပ်တယ်ဆိုလို့ရှိရင်ပုံမှန်ထွက်နေကြကိုယ့်ရဲ့လှိုင်းတွေကလည်းပို့ပြီးတော့တက်တာလာမယ်စပင်တွေကစက်ခဏမဆွဲရတာဖြစ်တဲ့အတွက်အုံတွေလည်းထူလာနိုင်တယ်ခွဲချောင်းပေါက်ချောင်းတွေကျဲတာလည်းတက်တာလာနိုင်ပါတယ်အခု customer လေးကိုစပင်ရုံးအားအတက်နိုင်ဆုံးရှိတဲ့နေရာစပြီးတော့ကတ်တင်လေးညှက်ပေးထားပါတယ်ကတ်တင်လေးညှက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဥယျာဉ်ပြားပါတဲ့ဆန်သားလေးဖြစ်တဲ့အတွက်စပင်တွေကိုဆေးထဲတဲ့အချိန်မှာလည်းအရန်ကိုဂယူးဆိုင်ပြီးတော့ထည့်ပေးရပါတယ်ဥယျာဉ်ပြားပါတဲ့ဆန်လုံးသေးတဲ့ဆန်သားတွေကိုဆေးထဲတဲ့အချိန်မှာတက်ကနဲ့နီးစနစ်တွေမှန်ကောင်ထဲမှသာစပင်ဒီအရင်ပိုင်းတွေကပို့ပြီးတော့အဆင်ပြေစီမှာပဲဖြစ်ပါတယ်။ customer လေးကအတူညှက်ရင်လည်းလိုက်တဲ့သူကိုဖြစ်မနေရအောင်လုပ်ပေးပါဆိုလို့အခုဘာဝဆက်ဆန်လေးနဲ့ဝိတ်ရှိတဲ့ဆန်သားလေးအရင်ကိုခဏလှိုင်းထွက်တာတက်တာတဲ့ technique ကိုသုံးပြီး customer ရဲ့ဆန်သားလေးပဲနဲ့ကိုက်နိုင်တဲ့အဖောင်းလေးကိုပြုလုပ်ပေးထားတာဖြစ်ပါတယ်အခုဒီ result လေးက dryer မှုထားတဲ့ result အတိုင်းလေးပဲရိုက်ပြပေးထားတာဖြစ်ပါတယ်နောက်ထပ်သိချင်တာလေးများရှိရင်လည်း comment မှာမိသွားလို့ရပါတယ်